ကဲဒါလေးကတော့ကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးပျော်ဝယ်မြို့နယ်မင်းတင်ဓာတ်ဆိုင်ရဲ့ပတ်ဝန်းကျင်လေးပေါ့ခင်ဗျာကျွန်တော်တို့ပျော်ဝယ်နဲ့အနီးတစ်ဝက်ဒါဆိုကျွန်တော်မင်းတင်ဆိုင်လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆိုင်ပုတ်လေးဖုန်းနံပါတ်လေးတစ်ခါတည်းပါပါတယ်ခင်ဗျာအစုံရှိပါတယ်ဒါလေးတွေလည်းနော်ဒါဆိုကျွန်တော်တို့ရှမ်းငှက်ကြီးတောင်လေးဈေးနှုန်းက3သိန်းခွဲပဲရှိရဗျ3သိန်းခွဲပဲရှိတယ်ဒီကောင်တန်လေးရတဲ့သိမကောင်းဘူးနော်ဒါပုံမလင်းလင်းပြောတာစိုင်းတင်နဲ့ဒါလေးရတန်သိမကောင်းဘူးဒါ3သိန်းခွဲပါခင်ဗျာအနက်လည်းတူတူပဲအနီလည်းတူတူပါပဲဟိုကောင်လေးကနီညိုပေါ့တော်တော်လှတယ်လေဟုတ်ဒါလေးအဆုံးရှိရဒီကောင်ဆိုဒါငှက်ကြီးတောင်လေးရလဲ3သိန်းခွဲပါပဲခင်ဗျာဒါပေမဲ့ဒီကောင်ဟိုကောင်နဲ့ဆိုင်တော့ဒီကောင်တန်ကောင်းတယ်တန်နေပါမှာတာပေါ့ဒါပြင်ဒါလေးလည်းရှိရဗျာအဆုံးပြမယ်ကျွန်တော်ပြအောင်မယ်နော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်ငှက်ကြီးတောင်တိုလေးတွေငှက်ကြီးတောင်တိုလေးဒီကောင်လေးတွေရတော့ခင်ဗျာ8000ဒီကောင်တပေဓာလေးတွေနော်အဲဟိုကောင်15လက်မှဒီကောင်မှဒီကင်တူဓာလေးရမှတပေဒါတပေအစုံပဲဒီမှာတက်လဲပါလေးလည်းရှိရတက်လဲပါလေးအစိုက်စုံလေးပေါ့နော်အဝေးဆိုလည်းပို့ပေးရခင်ဗျာနော်ဒီကောင်တစ်ချောင်းကိုအကြီးလေးတွေကကျွန်တော်တို့9000ရောင်းတယ်ဗျအကြီးလေးတွေက9000ရောင်းတယ်အလက်လေးတွေတော့အတူတူရှိပါတယ်ခင်ဗျဒါကော်လေးကတော့ကိုယ်နယ်မှာကုန်ရှိကြပါတယ်ဒါကျွန်တော်လည်းတင်ရောင်းရတာပေါ့ဒါတက်လဲပါဆုံးစုပ်ပေါက်စင်ရဲတဲ့တန်တဝင်းကြိုက်တာပြောဗျာကြိုက်တာပြောရတယ်ကားတွေကလည်းလာနေတယ်ဒါဆိုတက်လဲပါကျွန်တော်ဓမ္မကြီးခုတ်ပြမှာတော့ဓမ္မကြီးခုတ်ပြမှာဓမ္မဒီကောင်နဲ့ရိုးချောင်းနေဒီကောင်နဲ့ခုတ်ပြမှာရှယ်ကြီးဈေးနှုန်း9000နော်ဈေးနှုန်း9000 3ချောင်းအနည်းဆုံးမှရောင်းပါတယ်ခင်ဗျဒီကောင်လေးတွေကဒီကောင်လေးကတော့အသေးလေးပေါ့3000ခွဲတစ်ချောင်းဒီကောင်တော့5ချောင်းလေးပါရောင်းပါတယ်ဒီလိုတစ်ချောင်းတိလိုက်တော့မရောင်းပါဘူးဝယ်မယ်ဆိုရင်တော့စုဆက်ပြီးတော့လောက်ကြပါဗျာဟုတ်လားအမခံပါတယ်ကောင်တော့ကျွန်တော်အကုန်လုံးပြအောင်မယ်ဗျာဒီမှာဒါဓမ္မလေးတွေဒီမှာကျွတ်သွန်လီတာလေးတွေအစုံရှိပါတယ်လာလို့ရပါတယ်အဲဒီမှာစော်ရှောလေးနဲ့လှောက်လေးกว่าလေးဒါလက်သီးကွင်းဟိုဘက်ကရိုးလှောက်လေးกว่าလေးလည်းစုံရှိရတက်လဲပါလေးပေါ့ဒါလေးရတော့ဒါစူပုံထွန်းချက်လေး